ကဲကျွန်တော်တို့ဒီငါးမန်းစီကအသားတွေလိုချင်တာပြရတမြအသားတွေကိုအကုန်စုပြီးမှနောက်မှပြန်ရောင်းကြတာပေါ့ဒါပေမဲ့ပြဿနာကနောက်ထပ်ငါးမန်းတစ်ကောင်ကကျွန်တော်တို့စီကိုဥတီပြီးလာနေပြန်ပြီးပြအဲ့ကောင်ကိုအရင်နေနေရအောင်မယ်နောက်ဆုံးတော့ရောင်းဖို့အတွက်ငါးမန်းသားတွေအလုံးလောက်ရသွားပြီးဒါပေမဲ့ခက်တာကဘဲကမှန်းမသိတဲ့တခြားပင်လယ်ဓာတ်ပြတစုကကျွန်တော်တို့ကိုတိုက်ခိုက်ပြီးငါးတွေအကုန်လာလို့နေတာပဲကျွန်တော်တို့ကသူတို့ထက်ပိုတောင်းတင်းတာဆိုတော့သူတို့ကိုအနိုင်တိုက်ပြီးငါးတွေကိုလေပေါ်ပြန်တင်နိုင်ခဲ့ပါတယ်ကဲငါးတွေကိုစိုင်မာရောက်မှုအစင်တစ်ဖြစ်အောင်ကျွန်တော်လေးကိုမြင့်တင်လိုက်ဦးမယ်အဲ့ဒါပြီးရင်တော့ဒီငါးမန်းသားတွေကိုငါးစာဖြစ်သုံးပြီးငါးသေးလေးတွေကိုထပ်ဖမ်းရမှာပေါ့ကျွန်တော်တို့ကိုတိုက်ခိုက်မဲ့စစ်တပ်ကိုနှိမ်နင်းဖို့အတွက်ဒီအမြောက်ဆန်တွေအကုန်လိုပဲဗျအမြောက်ဆန်တွေကိုအောက်ထပ်ကနေအလဲထက်အထိတဲဖို့ကတော်တော်လေးပြင်လာဆိုတော့ဒါအတွက်ဆက်ရနေရအဖွဲ့ကိုပဲတုံးလိုက်ကြရအောင်အဲ့ဒီနောက်မှာတော့အမြောက်တွေကိုတုံးပြီးဟောဒီကမွန်စတာတွေကိုချေမှုန်းရမှာပါဒီကောင်တွေကရှုံးသွားရင်ရွှေတင်ကားတွေချပေးတာဆိုတော့ရတဲ့လောက်အကုန်လိုက်စုလိုက်အောင်ပဲဒီတင်ကားတွေနဲ့ဆိုရင်ကျွန်တော်တို့တင်မောကိုနောက်တစ်ဆင့်အထိလုပ်လို့ရပြီးကျန်တဲ့ပတ်စံနဲ့တော့အလုပ်ကူဖို့အတွက်ပင်လယ်တပ်တယောက်ထပ်ငားလိုက်မယ်ဗျအခုဆိုရင်ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးအမြောက်ဆန်တွေကိုအောက်ထပ်ကနေအပေါ်ထပ်ထိတဲလို့ရသွားပြီးမွန်စတာတွေကိုလည်းနှိမ်နင်းနိုင်ခဲ့ပြီဆိုတော့အခုကခေါင်းဆောင်ကြီးနဲ့ရှင်တန်းရမယ့်အချိန်ပဲသူကအရန်ဆွမ်းထက်တာဆိုတော့ကျွန်တော်တို့တော့နိုင်ရပါမလားမသိဘူးဗျတင်မောကိုနောက်တစ်ဆင့်ထပ်မြင်ဖို့ကလွယ်ရင်တခြားရွေးချက်တရားမရှိတော့ဘူးဒီလိုသာ upgrade လုပ်ထားရင်တော့ငါးမန်းဘရင်ကိုတောင် AC အနိုင်တိုက်နိုင်မှာပါဗျာ